လို content တစ်ပုဒ်ဖြစ်လာဖို့ script လို့ရေးရမလဲပြောပြပေးမယ်မင်္ဂလာပါ Zip Vlogger Journey Program ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုမှ vlog စရိုက်မယ် beginner vlogger လေးအနေနဲ့အခုလိုမျိုး social media content video တွေဖန်တီးဖို့အတွက်ဆိုရင်အရေးကြီးဆုံးတစ်ခုကတော့ script ရှိဖို့ပါပဲ Ruby တို့တွေးလိုက်တဲ့ idea တွေကိုနားလည်လွယ်အောင်စာစီပြီးဗာပြမလဲဘယ်လိုပြောမလဲဆိုတာကိုကြိုပြီးရေးထားတာက script ပါပဲကဲဒါဆို Ruby နဲ့တူတူ script တစ်ပုဒ်ကို step by step ရေးကြည့်လိုက်ရအောင်ကဲဒါဆိုရင် script စာရေးပါတော့မယ်ပထမဆုံးရေးကြည့်တာကတော့ hook idea ပါ hook ဆိုတာကကိုယ့်ရဲ့အစ1စက္ကန့်ကနေ3စက္ကန့်အတွင်း viewer တွေစိတ်ဝင်စားအောင်ဖန်ဆရမယ့်နေရာဆိုတော့အရေးကြီးပါတယ် Ruby ကအခု full vlog လေးရိုက်မှာဆိုတော့ video ရဲ့အစမှာအဆိုင်ရဲ့အပြင်စင်လေးကိုပြရန်နဲ့စားတော့ review ပြရန်ဆိုပြီးရေးလိုက်ပါမယ်အဲ့ဒါမှ full လေးစိတ်ဝင်စားကြမှာလေပြီးရင်တော့ intro ပေါ့နော် intro ဆိုတာက Ruby တို့ video ရဲ့အစမှာဘာလုပ်မလဲဆိုတာကိုလိုတိုရှင်းပြောပြရတဲ့အပိုင်းဖြစ်ပါတယ်ပြီးရင်တော့ body ပါ body ဆိုတာက script ထဲမှာအရေးကြီးဆုံးအပိုင်းဖြစ်ပြီးဒီအပိုင်းထဲမှာဆိုရင် content value တွေပါဝင်ပြီးကိုယ့်ရဲ့မတူညီတဲ့ vlog အလိုက် idea ပေါ်မူတည်ပြီးပုံဖော်ရေးသားနိုင်ပါတယ် Ruby ကတော့ဒီမှာ menu ရေးမယ် order လေးမှာမယ်အစားတောက်လေးရောက်လာရင်ဓာတ်ပုံလေးရိုက်ပြီးစားကြည့်ပြီး rating ပေးမယ်လို့ရေးထားပါတယ်။ဘာဖြစ်လို့လဲဆိုရင်အစားတောက်လေးစားပြရမှာမို့လို့လေ။နောက်ဆုံးတစ်ခုကတော့ outro ပေါ့နော်။ call to action လို့လည်းခေါ်လို့ရပါတယ်။ audience ကကိုယ့်ရဲ့ video ကိုကြည့်ပြီး action တစ်ခုခုလုပ်မိအောင်ပြောရပါမယ်။ video ရဲ့အဆုံးမှာနှုတ်ဆက်စကားပြောရင်းနဲ့ကိုယ့်ရဲ့ page ဒါမှမဟုတ် account ကို like and follow လုပ်ခဲ့ဖို့ audience ကိုတောင်းဆိုရမှာဖြစ်ပါတယ်။ဒါမှကိုယ့်ရဲ့ page ကိုလူပိုသိပြီး reach ပိုတက်မှာလေ။ Ruby ကအခုဆိုရင် script ပုဒ်လေးရေးပြီးဆိုတော့ဒီ script ကိုမူတည်ပြီးဘယ်လိုမျိုး short idea ကိုစဉ်းစားရမလဲဆိုတာကိုနောက်တစ်ပတ်မှာပြပြပေးတော့ပါမယ်။ video လေးကတော့ဒီလောက်ပါပဲ။အခုလိုမျိုး beginner တွေနဲ့ပတ်သက်တဲ့ knowledge sharing တွေကိုသိရဖို့အတွက် Sigma page ကိုလည်း follow လုပ်တော့အောင်နော်။